Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာပြင်းလို့ဂိမ်းပွဲတော့ဆော့ပါတယ်ဒီချိန်မှာတော့ကျွန်တော်ဘက်ကနေဆရာသမားကြီးပါလာပါတယ်ဆရာကြီးဘလောက်ပဲပါစေကျွန်တော်လိုရုပ်ချောလိုတော့ဘယ်သူမှကြမှာမဟုတ်ပါဘူးလက်ကားစားပါဗျာဒီတော့ကျွန်တော်အစပြောထားသလိုပဲလီယိုမော့စကင်လေးနဲ့ဆော့ပြမှာဖြစ်ပါတယ်ဘာသာမသိဘူးဒီလီယိုမော့ EPS ကတော်တော်ကြီးကိုကြိုက်ပါတယ်ကြိုက်တယ်ဆိုတာတော့တည့်ရဲ့အတိုင်းပဲ main ကလေးဆိုတော့လေခဲအောင်လေးပန်းအောင်လေးဆိုရင်တော့ကျွန်တော်ကြိုက်တယ်ဗျကျွန်တော်ကြိုက်တော့ခဲအောင်လေးဆိုတော့တော်တော်လေးကြိုက်မှာခဲအောင်လေးဖြစ်နေရတယ်ပဲကြွေနေပါပြီလို့ကြည့်ပါအောင် basic attack ကလေးကိုကျွန်တော်လုံးဝမိုက်ပါရဲ့အေးပင်းနဲ့အောင်မတူဖြစ်နိုင်ရင် Zorius skin လိုပုံစံမျိုးကိုတူနေရကွာလုံးဝမိုက်တယ်လုံးဝကြိုက်တယ်အရန်ခိုက်ပါရဲ့လီယိုမော့ကိုပထမဆုံးစကြိုက်မှာဆိုလွဲချော်လေးရောရှိရနော်အဲ့ဒါလေးကိုတော့တိခတ်မျိုးကြည့်ပေးပါကျွန်တော်တိတ်ပြီးတော့မကင်တက်လို့ပါတချို့ကကြောက်ပြောကြရဲ့အမဗီဒီယိုတိုင်းအမဘယ်ဟီးရိုးမှမကင်တက်ဘူးဆိုတာကြီးပဲဟုတ်ကျွန်တော်ကဟီးရိုးပူချင်းပါရဲ့တခြားလူတွေလိုမကျဲဘူးနော်တခြားလူတွေလိုမကျဲတော့ကျွန်တော်နည်းနည်းပဲကင်တက်ပါရဲ့ကျွန်တော်ကင်တာဆိုရင်နနာတို့လောင်ရှီတို့အင်ဂျလာတို့လင်းတော့နည်းနည်းကင်တက်တယ်ပြီးတော့ချောင်းနည်းနည်းကင်တက်တယ်ယောက်ျားလေးဟီးရိုးတွေထဲမှာဆိုရင်မော့စကောပေါ့နော်မော့စကောတော့ကျွန်တော်အကြိုက်ဆုံးပဲနောက်ပြီးတော့မလီစာအဲ့ဒါကြီးပဲကျွန်တော်ကင်တက်တာပါအဲ့တော့ကျန်တဲ့ဟီးရိုးလေးကြာရင်တော့နည်းနည်းတိခတ်မိကြည့်ပေးပါအောင်ဗျာဒီချိန်မှာတော့ကျွန်တော်တို့ရဲ့မြန်မာလူခေါ်ကော်ပီတော့ကိုလာလူစားနေဟိုဘက်ကောင်ကျွန်တော်ဆိုရှင်းတဲ့နက်ကပေါင်းပြီးတော့ဝိုင်းကြည့်လိုက်ပါတိုင်းရရငါ့ကို main ကလေးဆိုပြီးတော့ shop မတက်တဲ့တော့ငါ retreat call ဆိုပြီးတော့ကျွန်တော်ဟိုဘက်ကောင်မျိုးပြောပြီးတော့ကျွန်တော်ပေါက်ပြမှာဖြစ်ပါတယ်တွေ့လာဗျာတကယ်ကောင်းတဲ့ retreat call လေးပါလို့ဒီချိန်မှာတော့ကျွန်တော် retreat ရရဆိုပြီးတော့ဖင်ကောင်းကျဲပြီးတော့ကျွန်တော်ဟိုဘက်ကောင်မျိုးလိုက်ပြီးတော့မြင်းစီးပြီးလိုက်ကြည့်ပါတယ်ဒါပေမဲ့ခက်တာကတော့ဟိုဘက်ကောင်နေဖုတ်တာပဲခံလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်လီယိုမော့စကင်ရဲ့မြင်းထွက်လာတော့တကယ်ကြိုက်တယ်နော်ပထမအောင်ဆုံးပြောရမယ်ဆိုရင်တော့ဒူကာတီကိုတော့အကြိုက်ဆုံးပါဒူကာတီစကင်ပြီးတော့ရင်တော့ဒီအခု EPS စကင်တော့တော်တော်လေးကိုကြိုက်ပါစကင်ဖက်တွေအရင်လာလို့ပါစကင်ကလည်းကိုင်းရတာဗျာပေါ့ပရှိပြီးတော့တကယ်မိုက်တာမဟုတ် brother တို့တုံးကြည့်ဖို့ကြံပေးခြင်းပါဗျာလီယိုမော့ player လေးလည်းရှိရင် comment မှာခိုက်ပေးတော့လို့ရပါတယ်ကျွန်တော်တိတ်ပြီးမကိုင်းတက်လို့ခင်ဗျားတို့ရဲ့ခိုက်ကိုကြည့်ပြီးနောက်တစ်ပွဲသက်ဆော့ကြည့်မယ်ဗျာဒါတော့ဗျာအမှပဲကြည့်လိုက်တော့ဘာဖြစ်လို့သူတို့ကကိုယ့်ဘက်ကိုမစားနိုင်ရလဲကျွန်တော်ဘက်ကိုပဲလာပြီးလို့စားနေရင်ဒီချိန်မှာလည်းဗျာကျွန်တော် scale fat လေးစမ်းပြမလို့ပဲဘေးကဆူရှင်ကလာရှုံနေကိုကျွန်တော်မစမ်းပြလိုက်ရပါဘူးဒီတော့ကျွန်တော်စိတ်ကောက်ပြီးတော့ကျွန်တော်ဘက်ကိုတာဝါလာချိုးနေအကောင်းလို့ကျွန်တော်တော့ကင်းမယ်ဆိုပြီးလုပ်ပါတယ်အခုနေထားရတော့တည့်ရတိုင်းပဲဟိုဘက်ကတော့တာစီရပါတယ်ကင်းကိုလည်းကြည့်ရပါအောင်ဗျာရှက်ဖူတာကောင်းနေအဲ့ဒါဘာကြောင့်လဲဆိုကျွန်တော်ကြောင့်ပါပဲကျွန်တော်မကောင်းလို့ဖြစ်တာပါဒီမှာလည်းဗျာဟိုဘက်ကနေပြီးတော့တာဝါလာချိုးပြီးဆောင်ကြွနေတဲ့ Ruby ကိုကျွန်တော်ကေးပေးလိုက်ပါတယ်ဗျာတင်းနာတည်သွားပါစေကျွန်တော်တို့ရဲ့တာဝါတော့ချိုးခိုင်းပါဦးရူဘီမရောဟာဆိုပြီးတော့မြင်းနဲ့ချက်ဆောက်လိုက်တာရူဘီမလည်းတက်ပြောက်သွားပါပြီဗျာအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကွန်မန့်လေးလည်းရေးသားခဲ့ပါအောင်အဘဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်